channel ကနေပြန်လည်ပြီးကြိုးစားပါတယ်ဒီနေ့တီးပြမယ်တချင်ကတော့တတတချင်ပဲပြောတယ်သူ့ရဲ့ key ကတော့ G flat minor key ပေါ့နော်G flat minor key ကိုလွယ်တီးရင်နေဆိုရင်ကပိုတူးမှညက်ပြီးတော့ E minor key နဲ့လည်းတီးလို့ရပါတယ်ကျွန်တော်ကတော့ G flat minor key နဲ့ပဲတီးပြမှာဖြစ်ပါတယ်သူကသူ့ရဲ့တီးပုံတီးနေရတော့6ကျိုး2ကွက်ရယ်4ကျိုး4ကွက်ရယ်6ကျိုး2ကွက်ရယ်4ကျိုး4ကွက်ရယ်ပြီးတော့တီကျိုး open string ရယ်3ကျိုး2ကွက်ရယ်အဲ့ဒါတစ်ဖြက်ပေါ့နော်သူပြန်ကြည့်အောင်6ကျိုး2ကွက်ရယ်4ကျိုး4ကွက်ရယ်တီကျိုး open string ရယ်3ကျိုး2ကွက်ရယ်အဲ့ဒါတစ်ဖြက်ပေါ့နော်နောက်တစ်ဖြက်ကじゃ5ကျိုး5ကွက်ရယ်4ကျိုး4ကွက်ရယ်ပြီးရင်ရှေ့ကပုံစံတိုင်းပဲတီကျိုး open string ရယ်3ကျိုး2ကွက်ရယ်အဲ့နှစ်ဖြတ်ပေါ့နော်ကျွန်တော်တစ်ချက်ထပ်တီးကြည့်အောင်ပြီးပြောကြရင်နောက်တစ်ဖြက်ကじゃ6ကျိုး open string ပေါ့နော်6ကျိုးအလွတ်ပေါ့နော် open string 6ကျိုး open string ရယ်2ကျိုး open string ရယ်1ကျိုး open string ရယ်เนาะတီးကြအောင်ပြီး3ကျိုး2ကွက်ရယ်3ဖြတ်ပေါ့နော်3ဖြတ်ကိုကျွန်တော်အစနေပြန်ပြီးတော့အနေတီးပြန်ပါတယ်နောက်ဆုံးတစ်ဖြက်ကကြတော့ခဏနော်6ကျိုး open string ရယ်3ကျိုး4ကွက်ရယ်ပြီးရင်2ကျိုး2ကွက်ရယ်1ကျိုး open string ရယ်နော်သူက4ဖြတ်ပေါ့နော်သူ့ရဲ့ပုံစံဒီ key G flat minor key နဲ့သူ့ရဲ့ original ပါတဲ့ key က G flat minor ရယ် D ရယ်ပြီးရင် A က light back chord ရယ်ပြီးရင် D ရယ်တဘောလုံးအဲ့အကြီးပဲပေါ့နော်ဒီ intro လေးနဲ့ TV ဆိုလိုက်တော့ဒါနားတော့မကောင်းတော့ဘူးနော်ထပ်တီးကြည့်အောင်နောက်ဆုံးတစ်ပြက်ကじゃ6ကျိုး open string ရယ်3ကျိုး4ကွက်ရယ်2ကျိုး2ကွက်ရယ်ပြီးရင်1ကျိုး open string ရယ်တီးကြအောင်4ဖြတ်လုံးစနေပြန်ပြီးအနည်းပြန်တီးကြည့်အောင်တချင်းတစ်ပေါ်လုံးအဲ့အကြီးပဲပေါ့နော်ဒီသူ့ရဲ့ကိုကတော့ G flat minor key ပေါ့နော်တချင်းတစ်ပေါ်လုံးကအဲ့လိုကြီးပဲတီးရတာကြားရတယ်ပေါ့နော်ကျွန်တော်နဲ့သူနောက်တစ်ခေါက်ထပ်တီးကြည့်အောင်အားလုံးပဲရလိမ့်မယ်လို့ပြောနေပါတယ်ကျွန်တော်ရဲ့နောက်ထပ်ဗီဒီယိုတွေတီးရင်တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးနှိပ်ပြီးတော့ကြအောင်ကျေးဇူးတင်ပါတယ်